ကွယ်ဝှက်ထားခဲ့တဲ့ပုံကြီးတောင်ကပယံပေါ်ကအင်္ဂလိပ်ဟာဖော်မဲ့အိမ်ဘေးကျမ်းမြင့်ပေါ်ကကြည့်ရင်အောက်ဖက်ကွင်းမီကျဲမှာတော့မျက်စီတစုံရောင်စုံပန်းတွေပွင့်လို့မြူတွေတဖြည်းဖြည်းအုပ်ဆိုင်လာနေတယ်ရှေ့မှာချထားတဲ့ကော်ဖီခွက်တွေကိုဖြတ်သွားမျက်နှာချင်းဆိုင်ကမင်းမျက်နှာလေးခဲအကျန်းချစ်ထားတယ်လို့လှနေစေကျဲအမိုးအောက်ထိုင်ရင်လာရောင်ကိုလှုံနေတိတ်ဆိတ်တဲ့တောင်တန်းကြီးတွေကြားမှာတိုးညင်းတဲ့ချောင်းရည်စီးတံတေးသွားကိုနားဆွင့်ရင်မျက်ရိုင်းတွေရဲ့ရနံ့နဲ့အချိန်တွေကိုမေ့ပစ်လိုက်တယ်မြောက်ပြန်လီကတောတောင်တွေကိုချော့သိရင်အနာတရဖြစ်မှုတွေအပေါ်ကိုယ်တိုင်အချိန်ယူကုသတတ်တဲ့ကဘာကြီးကတင့်လက်ဆောင်ချစ်ချင်းမြတ်တာကိုလာရောက်ပို့ဆောင်ပေးတဲ့အထိမကြာလိုက်တယ်လို့ပဲမနေ့တနေ့ကလို့ထင်ရတဲ့မင်္ဂလာပွဲဟာခုပဲတယောက်တည်းလွမ်းတဲ့အကြောင်းပြောနေကြရပြီအချိန်ကိုတွေးရင်ကျယ်ရီကြည့်ပြတဲ့ညမှာတည်ငါဆိုတာလဲဘာမှမဟုတ်ကြောင်းသူမကိုပြောပြအိယာဝင်ဖြစ်တယ်မမုန်းရောက်တယ်